အိမ်မှာယောဂလေးကျင့်နေတဲ့မိန်းကလေးကိုသူမရဲ့လက်ထပ်ဖခင်ကမမျှတတဲ့အပြုအမူနဲ့ရုတ်တရက်ချင်းကပ်လာခဲ့တယ်။အဲ့ဒီအခိုက်အတန့်ကိုမိခင်ကကိုယ်တိုင်မြင်ခဲ့ပေမဲ့မမြင်တယ်လို့မကြားတယ်လို့နဲ့တိတ်တဆိတ်မင်းနာလွဲသွားခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူမဟာဥယျာဉ်ထဲကအစိတ်ရှိရဲ့ပန်းချိုးကိုတိတ်တဆိတ်ကောက်ယူပြီးအတိလလတိတိဖျော်ရည်နဲ့ရော့ဆက်ကအထူးဖျော်ရည်တစ်ခွပြုလုပ်လိုက်တယ်။နောက်နေ့မနေ့အဲ့ဒီဖျော်ရည်ကိုခဏလောက်တောက်ပြီးနောက်သူ့လက်ထပ်ဖခင်ဟာအလုတ်သွားရလဲမှာကားမတော်တဆဖြစ်ပြီးရုတ်တရက်အသက်ဆုံးရှုံးသွားခဲ့တယ်။အထူးပါနေမှာမိခင်ကဝမ်းနဲ့ကြေကွဲနေတဲ့မုတ်ဆိုးမတစ်ယောက်လိုသရုပ်ဆောင်နိုင်ခဲ့ပေမဲ့သူမရဲ့အတွင်းစိတ်ထဲမှာတော့သူလုပ်ခဲ့တဲ့အမှားအတွက်အပြစ်ပေးပြီးထားဖြစ်နေခဲ့တယ်။သမီးကတော့အရာအလုံးဒီလောက်မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားတာကိုနားမလည်နိုင်ပေမိခင်ရဲ့လက်ရဆိုတာကိုလုံးဝမသိခဲ့ပါဘူး။အချိန်တစ်ခုကြာပြီးနောက် George လိုခေါ်တဲ့အမျိုးသားတစ်ယောက်ဟာအမွေကြီးတစ်ခုရရှိပြီးသားတွေကိုခေါ်ကလှပခဏတဲ့ဘီလာအင်ကြီးထဲပြောင်းရွှေ့နေထိုင်လာခဲ့တယ်။တနေ့မှာတော့ကျောင်းကနေသားကိုသွားခေါ်တဲ့အချိန်အတန်းဖော်တစ်ယောက်ကသူ့သားကိုတွန်းချလိုက်တာကိုတွေ့လိုက်ရတယ်။စိတ်မကောင်းဖြစ်သွားတဲ့ George ကအဲ့ဒီကလေးကိုဘေးဖယ်ခေါ်ပြီးမေးမြန်းခဲ့တယ်။အဲ့ဒီအတန်းဖော်ကတော့မတော်တဆပါကိုယ်တိုင်လဲသွားတာပါလို့အပြစ်မရှိကြောင်းဇလတ်ဖြောဆိုခဲ့တယ်။ George ကသားကိုကိုယ်တိုင်ရက်တည်နိုင်အောင်ခွင့်ပေးလိုက်တယ်။အချိန်ကြီးကတဖြည်းဖြည်းပြင်းထန်လာပြီးနောက်ဆုံးမှာတော့အဲ့ဒီကလေးရဲ့နှာခေါင်းကသွေးထွက်လာခဲ့တယ်။ George က easy thinking ဆိုတာသွေးကိုတုပ်ပြီးကလေးရဲ့မိခင်ကိုမတော်တဆဖွက်တာပါလို့ပြောခဲ့တယ်။သူ့မျက်နှာပေါ်မှာတော့အပြုံးပြံတစ်ခုသာကြံရှိနေပြီးအသွေးစိတ်ထဲကအမှန်တရားကိုတိတ်တဆိတ်ဖုံးကွယ်ထားခဲ့တာပါ။